ဘာလို့ဆိုတော့ဟုတ်ပြီကျွန်တော်ကာဘာတော့ဝယ်လဲရမယ်အဲ့မှာကျွန်တော်တူနဲ့ဆက်နေတဲ့ပစ္စည်းတွေကျွန်တော်ဆက်ပြီးတူးရအောင်အဲ့မှာတူနဲ့ဒီတူးအစ်စ်မှာဘာတွဲထားလဲတော့နှစ်ထပ်ပင်ရရှိမယ်နှစ်ထပ်မိတာမှာပေါင်ပင်ရရှိမယ်ပြီးတူးကြားထဲမှာ free share ဆိုတာရှိ free share ဆိုတာကကျွန်တော်တို့ဒီဟိုဘက်ဂီယာဘောက်တစ်လုံးမှာကျွန်တော်တို့အခုနောက်ပိုင်းကိုပိုတာတွေပဲပြောကြပါစို့ကိုပိုတာတွေမှာကျွန်တော်တို့ဂီယာဘောက်တွေတော်တော်လေးအပြတ်များလာကြစက်တွေဦးလာတာတကြောင်ကျွန်တော်တို့သူ original ပစ္စည်းတွေကဈေးကြီးလို့ကျွန်တော်တို့သူ original ပစ္စည်းကိုမထဲကြဘဲနဲ့ကျွန်တော်တခြားနောက်လိုက်တွေပေါ့ဗျာ BNN လို့ပြောရောက်တဲ့တရုတ်ပစ္စည်းတွေပေါ့အဲ့ဒါတွေထည့်သုံးလာတာလဲတကြောင်နောက်ဘူးကြတော့ဂီယာဘောက်ကကျွန်တော်ဒီရိတ်ဆက်ဂီယာဘောက်ကရိုးရှင်းလေးသိချာကြည့်ရိုးရှင်းလေးနော်ကျွန်တော်တို့ရွှေစင်ဂီယာဘောက်ဂိုင်းဆက်တွေကင်မှုတဲ့လူတွေရှိမယ်ဒီစီဖန်တို့တောင်ပန်းတို့ဒီထရာဂျန်ဂိုင်းကင်မှုတဲ့အဲ့ဂီယာဘောက်တွေတော့မရှုပ်ထွေးရိုးရှင်းလေးဒါကကျွန်တော်တို့အမြန်ပိုင်းပေါ့နော်တက်တာဖြုတ်တယ်တက်တယ်မှားစရာကနဲတယ်ပေါ့ဗျာကြည့်ရတာရှင်းတယ်ပေါ့နည်းနည်းမျက်စိနဲ့နီးတဲ့လူမျက်စိနီးတဲ့လူဆိုတာအတွေးကြုံပိုင်းလေးလည်းပါရှိတယ်လို့ဆိုလို့ရတောင်းလေးကြည့်တယ်တက်တယ်ဒါပေမဲ့ဂီယာဘောက်တစ်လုံးခွဲလိုက်လို့ကျွန်တော်တို့ဘလူးမအကုန်မလဲဘူးလေဟုတ်တယ်မဟုတ်လားဘလူးမအကုန်မလဲဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဆိုတာကျွန်တော်တို့ကမျက်စိနဲ့ကြည့်ပြီးတော့ဝေဖန်သုံးသပ်ကြတာဟုတ်တယ်မဟုတ်လားတချို့ကြတော့အတွေ့အကြုံပိုင်းနဲ့သွားတယ်တချို့ကြတော့ဒီမျက်စိနဲ့ကြည့်တယ်စားသဖြင့်ဗျာကိုယ့်ကိုဝေဖန်သုံးသပ်ကြတယ်အဲ့မှာပြဿနာပြစ်ချက်တက်တာစင်တာကတော့ရိုးရှင်းပါလေပြစ်ချက်ရှာတဲ့နေရာမှာအဓိကပါနော်ဘာလို့ဆိုကျွန်တော်တို့ကဂီယာဘောက်တစ်လုံးပြဿနာတက်ပြီဆိုလို့ရှိရင်ဖွင့်ရပြီဆိုလို့ရှိရင်ဘလူးမှအကုန်လုံးကာပါအစပင်ရအဆုံးပင်ရအလေအကုန်ဘောအဆုံးဘလူးကလေဘလူးမှမလေဘူးကောင်းရင်ကောင်းတဲ့ဟာထားကြတာပဲကောင်းရင်ကောင်းတဲ့ဟာထားကြအဲ့မှာဥပမာဆိုကြပါစို့ကျွန်တော်ဘောတစ်လုံးကွဲသွားတယ်ဥပမာ2အစစ်ဘောကွဲတယ်ဆိုတော့ဘောကွင်းကာပါကွဲသွားတယ်ဟုတ်ပြီကျွန်တော်ကြည့်လိုက်တယ်ကာဘာကြည့်လိုက်တယ်ကာဘာကောင်းသေးတယ်လားကာဘာမလဲမှရမှာလားစသဖြင့်ပေါ့နော်ဒီဘောဘာကြောင့်ကွဲတာလဲကိုကျွန်တော်တို့ကပြဿနာကိုရှားမှာကွဲရတဲ့အကြောင်းရင်းကိုဘယ်နှချက်ရှိလဲစသဖြင့်ပေါ့နော်ဟိုဘောတိုင်စားပြီးတော့ခြောင်ပြီးကွဲတာလားဟိုစားကိုသုံးထားတဲ့ပစ္စည်းရဲ့ quality ပေါ်မူတည်ပြီးကွဲတာလားအဓိကဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့ရှားမှာဒီဘောကွဲသွားတယ်ကာဘာကွဲသွားတယ်ဒါဘောကွဲပြီးကာဘာကွဲသွားကာဘာဝယ်လဲလိုက်တယ်ဘောပြန်တက်တယ်အကုန်ပြန်လုံးတယ်ပြီးနောက်တစ်ခါထပ်ပြီးကွဲတယ်တဘောနော်နောက်စက်ကအထဲထဲမှာစူညံတန်တွေထွက်လာမယ်ဟိုအရင်လောက်မောင်းလို့မကောင်းတော့ဘူးအဲ့လိုမျိုးဖြစ်လာပြီဆိုတော့ဒါကျွန်တော်တို့ကိုယ့်ရဲ့ဝေဖန်သုံးသက်ချက်ဒီဂီယာဘောက်ပေါ်မှာဆုံးဖြတ်ချက်အားနည်းချက်ရှိလို့ပေါ့နော်အဓိကအခုနောက်ပိုင်းကျွန်တော်တို့ဂီယာဘောက်တွေမှာတူးအစစ်ဘောတိုင်စားတယ်ချောင်းတယ်ကွဲတယ်နော်ဘာကြောင့်ဖြစ်တာလဲကျွန်တော်အကြမ်းမြင်သုံးသပ်ပေးမယ်နော်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ညံရင်မိသေးပေါ့နော်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ကလည်းဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဒါပေမဲ့ဟိုဒီအကြံပေးချက်ကြောင့်တခုသစုံတရားပေါ့နော်ကျိုးရှိသွားတယ်ဆိုရင်ရပြီဒါပေမဲ့ကျွန်တော်ဥပမာဘောတလုံးကွဲသွားတယ်ကျွန်တော်2ကိုစစ်ဘောကွဲပြီးကာဘာကွဲသွားတယ်ဆိုကြပါစို့ဆိုတော့ဟုတ်ပြီကျွန်တော်ကာဘာတော့ဝယ်လဲရမယ်အဲ့မှာကျွန်တော်တူနဲ့ဆက်နေတဲ့ပစ္စည်းတွေကျွန်တော်ဆက်ပြီးတူးရအောင်အဲ့မှာတူနဲ့ဒီ2အစစ်မှာဘာတွဲထားလဲတော့နှစ်ထပ်ပင်ရရှိမယ်
နှစ်ထပ်မိတာမှာပေါင်ပင်နေရရှိမယ်ပြီးသူ့ကြားထဲမှာ free share ဆိုတာရှိ free share ဆိုတာကကျွန်တော်တို့ဒီဟိုဘက်နှစ်ထပ်ပင်နေတစ်လုံးဒီဘက်နှစ်ထပ်ပင်နေတစ်လုံးကြားထဲမှာbot ထည့်ထားတယ်ပေါ့နော်တချို့နည်းနည်းချို့ဆက်တွေဆိုလို့ရှိရင်ဝါရှာပြားတွေပါတယ်နော်ဟိုဘက်ဒီဘက်ဝါရှာပြားတွေပါတယ်အဲ့ခါမှာကျွန်တော်တို့ free share ကသူ့ရဲ့အလုပ်လုပ်ပုံလေးပဲကျွန်တော်ပြောမှာပါဒီညဒါကိုပြောချင်တာပါ free share ကမှာကျွန်တော်တို့ကဒီအပေါ်ကဒီ gear share တွေလို့သူ့မှာကအစွဲတွေခွေးသားစိတ်အစွဲတွေပင်နေတယ်မှာဟိုအဲ့လိုမျိုးမရှိဘူးသူ့ရဲ့ free share ကပြောင်းရှက်ကြီးအဲ့ free share ရဲ့သဘောတရားကသူ့မှာတချို့နှစ်ထပ်ပင်နေရတယ်သူ original နှစ်ထပ်ပင်နေရကကြတော့အထက်ထဲမှာကြီးဖို့နဲ့လားအခုနောက်လာတဲ့နှစ်ထပ်ပင်နေနေဆိုလို့ရှိရင်အထက်မှာ steel bolt လို့တန်ဖို့လို့တအားမာကြောတဲ့ဟာပေါ့နော်တအားမာကြောတဲ့ဟာမျိုးတွေအစားထိုးပြီးတော့အသုံးပြုလာတာတွေ့အဲ့တော့ဒီရှက်နဲ့ပင်နေဂျားမှာကျွန်တော်တို့ကဘာထားရလဲဆိုကျွန်တော်စီတဒုစာဝင်စရာစီတဒုစာဝင်ဖို့ထားစီတဒုစာထားပေးရဥပမာရှက်ကိုစောင်းကန်းလေးထားလိုက်ပြီးရင်ပင်နေဆွတ်လိုက်အီလေးနဲ့ဖြည်းဖြည်းတလိမ့်ချင်းနေဆင်းသွားဒါကိုကြီးကိုလေးဒါအကြံပေးတာပါဒါလေးစီတဘလို့ဆိုပြီးတော့လဲဆင်းသွားလို့မရဘူး45ဒီဂရီစောင်းထားလိုက်45ဒီဂရီစောင်းတိုင်းအဲ့ပင်နေရကအဲ့ရှက်ကဖြည်းဖြည်းဆင်းသွားအဲ့ကြားထဲမှာကျွန်တော်တို့ကစီတရုစာဝင်ဖို့ထားပေးရတယ်စီတရုစာဝင်မှသာလေကျွန်တော်တို့ရဲ့ဒီကြားထဲမှာပင်နေရနဲ့အတွင်းအထိုင်နဲ့ဒီရှက်ကလေအားကြားမှာကျွန်တော်တအားကြက်နေတာမျိုးဟိုပြောမှဆိုလို့ရှိရင်ရှက်ကပြုတ်ထားပြီးတော့တော့ကောင်းအတွင်းပင်နေရဘုတ်တွေကပြုတ်ထားပြီးတော့တော့ကောင်းကျန်းတဲ့ခြောင်တဲ့နေရာကျတော့ခြောင်ရမယ်နော်ကြက်တဲ့နေရာကျတော့ကြက်သွားမယ်အဲ့လိုခါမျိုးတွေမှာကျွန်တော်တို့ပြဿနာရှိတယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ပင်နေတဲ့ရှက်နဲ့တအားကြက်ပြီးတော့စီမွန်တာတော့လောင်တော့ဒီတန်ရင်ပုတ်လိုက်တဲ့ခါမှာကျွန်တော်ရှေ့ရဗီဒီယိုတွေမှာပြောသလိုပေါ့အပူတစ်ခုဖြစ်လာပြီးတော့တန်ရင်သဘောတရားပူရင်ပွာလာတဲ့အခါကျတော့ပူလာလေကျွန်တော်စီရဲ့ချောစီမရှိတဲ့အတွက်ကြောင့်မို့ပူလာလေပွာလာပါများလာတဲ့အခါကျတော့ကျွန်တော် break ဖမ်းတာပေါ့နော်တအားကြက်ပြီးတော့လုံးနောက်ဆုံးလုံးဝကွေ့မရတာမျိုးလုံးဝသူမလဲတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအပေါ်ကောင်တော့မသိဘူးလေမောင်းတဲ့လူပဲဖြစ်ဘလူပဲမောင်းအထက်ထဲမှာဘာဖြစ်နေလဲဆိုတာကျွန်တော်တို့ကမျက်လုံးနဲ့ကြေပေါ်တွေကိုထိုးပြီးတော့ဝင်ကြည့်လို့ရတဲ့ကောင်တွေမှမဟုတ်တာဟာကြီးဟုတ်တယ်မဟုတ်လက်ခိတ်လည်းပဲကစားနေရတယ်ဘနိပညာပိုင်းဆိုင်တာအကောင်ဘာမှပင်မတော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်လောက်လိုက်တဲ့ဟာလေးကအထဲထဲမှာကြေပေါ်ကြီးကွဲသွားတာမျိုးလို့ဘောကွဲသွားတာမျိုးဖြစ်နိုင်တယ်နော်အဲ့လောက်ထိဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဂီယာဘောက်တစ်လုံးကိုပြန်လုံးတဲ့အခါမှာဘေးပင်နေရန်ကဘယ်လိုဟာမျိုးရှိတယ်ဆိုတာကျွန်တော်တို့ကသေချာလေးလေ့လာသုံးသပ် line ပေါ်မှာအခုဆိုလို့ရှိရင်ဆက်ဆရာတွေအများကြီးပါဗျာတကယ်ပေါ်တော့နေဘယ်သူကောင်းတယ်မကောင်းဘူးဘယ်သူမှန်တယ်မမှန်ဘူးဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုယ့်ရဲ့အုံနောက်တော့ကိုယ်စဉ်းစားဆင်ခြင်သုံးသပ်ပေါ့နော်ဘယ်သူမှတော့လည်းဟိုလိုမျိုးကြီးတင်နေတာမျိုးတော့မရှိပါဘူးကျွန်တော်ကြည့်ရတော့သူတို့ကိုယ့်တွေ့ကြုံတဲ့ကိုပေါ့နော်ကျွန်တော်အကုန်ကြည့်တင်နေမှဆက်ဆရာတွေဘယ်လိုပဲတင်နေအကုန်ကြည့်တယ်ပြီးတော့ကိုဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာတော့ဒါကိုယ့်အကိုသုံးသပ်ပေါ့နော်အဲ့တော့ကျွန်တော်ရေအောင်တော့ပြန်လုံးမှဆိုလို့ရှိရင်သေးချာလေးပြစ်ချက်ကိုရှာပါဟိုကငကိုတော့ဆိုလို့ရှိရင်ရေအောင်တလုံးကရင်15သိန်းလုံးနဲ့ပြီးတယ်ဟိုကရေအောင်တလုံးကရင်15သိန်းနဲ့မပြီးဘူးတင်းကို50ပဲချလဲအဲ့လောက်ထိသွားနေတာအဲ့တော့ပြင်ကောင်းမှပဲကြိုက်ကြတာလေဟုတ်တယ်မလားပြင်ကောင်းသွားတာမျိုးပဲလိုချင်ကြတာပဲသူ့ရဲ့တက်တန်းတစ်ခုဥပမာဧက
5,000 6,000 9,000အဲ့လောက်ခံဝင်တော့ပိုကောင်းတာပေါ့လေနော်ဒါပေမဲ့ကိုယ့်ရဲ့အသုံးဆွဲတဲ့စပယ်ဘက်ပေါ်လဲမူတည်သေးတယ်ဟုတ်တယ်နော်ကျွန်တော်ကမြန်ကောင်းဘယ်လိုပြောပိုးချောင်ကောင်းဟေးပေါ့ပိုးချောင်ကောင်းဆိုရင်တော့လေပိုးချောင်ကောင်းလို့ပဲသွားမှာပေါ့ဟုတ်တယ်မလားကောင်းကောင်းလေးနဲ့ချောင်ချောင်လေးလည်းလိုချင်လို့တော့ကိုယ့်ခက်ကများတော့နော်ကိုယ့်ခက်ကကြတော့လေအဲ့လိုမျိုးပေါ့နော်ကိုဖြစ်ပေါ်နေတဲ့ကုန်စည်နှုန်းတွေနဲ့နော်စပယ်ဘက်ဈေးတွေနဲ့ကြတော့အဲ့လိုမျိုးပို့ဆောင်ကုန်တွေများတော့အဲ့တော့ကိုသုံးတဲ့ပစ္စည်းရဲ့ပုံမူတည်ပြီးတော့အချိန်ကာလတစ်ခုတော့ကွာသွားတာပေါ့နော်အဲ့တော့ဘယ်ပဲသုံး BNN လဲ BNN အမိခံတရုတ်တွေပဲသုံးကိုဒါပဲဝယ်သုံးအဓိကကိုဂီယာဘောတစ်လုံးကင်တော့မယ်ဆိုလို့ရှိရင်ထဲထဲမှာဘယ်ဟာအဓိကဘယ်ဟာတမညာဘယ်ဟာလေးကကြောင်စတာအဆုံးပေါ့နော်အဲ့တော့တတိချာချာလေး Q design နဲ့ပြင်ဆင်ကြဖို့အကြံပြုကြပါလေခင်ဗျာ